အားဖြင့်သစုံတယောက်တော့သူကောင်းကြီးဖြစ်ချင်တော့ဝိညာဉ်တော်အသင်ကိုအပေါ်ကနေတွန်းလောင်းတယ်ကျမ်းစာဘာပြောနေလဲဆိုတော့သင်ရဲ့အသက်တာသခင်ယေရှုခရစ်တော်ကိုမိမိရဲ့အသက်ခင်ကယ်တင်ပါရှင်ဖြစ်စိတ်နှလုံးနဲ့ယုံကြည်တဲ့နှုတ်နဲ့ဝန်ခံလိုက်တဲ့တရားဆိုဝိညာဉ်တော်အသင်အတွင်းထဲမှာတစိတ်ခတ်ပြီးဒါကို born again လို့ခေါ်တယ်သင်ဟာသင်အားဖြင့်သစုံတယောက်တော့သူကောင်းကြီးဖြစ်ချင်တယ်ဆိုသင် effort level ကိုတွားသင်ကိုဘုရားခင်နောက်တစ်ဆင့်ကိုတက်လန်းစေခြင်းတယ်သင်အားဖြင့်ဘုရားခင်ဘုန်းထင်ရှားစေခြင်းတာအဲ့တော့ဘုန်းထင်ရှားဖို့ကဘုရားဘာလို့ဖြာရင်းတာလဲလို့ပြောရင်ဝိညာဉ်ဗတ္တိဇံခံခိုင်းတယ်ဒါကြောင့်ကြီးဝိညာဉ်တော်ရလာပြီးဟေးဆိုအမှုဆောင်ဒီဘက်အချမ်းကအမြဲတမ်းအမှုဆောင်ခြင်းကိုပြောထိုသူအပေါင်းတို့တွေတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်၍သင်ဝိညာဉ်တော်ဘုရားကိုဖြည့်လာသင်သက်တာမှာတန်ရှင်းလာတယ်လပလာဒါပေမဲ့အဲ့ဒီဝိညာဉ်တော်ပြည့်ဝတော့အသက်တာဖြစ်လာကြောင်းအမှုဆောင်ခြင်းကိုသွားတယ်ဝိညာဉ်တော်နဲ့ပြည့်၍ဝိညာဉ်တော်ဒီဟောပြောသောအခွင့်ကိုပေးတော်မူသည့်တိုင်အဲ့ဒီဝိညာဉ်တော်နဲ့မပြည့်ခင်မှာဘုရားဟောတဲ့အခွင့်မပေးဘူးသင်သက်တာမှာဝိညာဉ်တော်ရဲ့ဥဆောင်မှုနောက်ကိုသင်လိုက်တက်လာပြီဆိုသင်ရဲ့သက်တာထဲမှာလမ်းမှန်ကိုဘုရားပို့ပေးလိမ့်မယ်သင်ဝိညာဉ်တော်ကိုအခွင့်ပေးလာတဲ့ခါသင်ရဲ့သက်တာထဲမှာလပခြင်းနဲ့ဝိညာဉ်တော်ဘုရားရဲ့တည်ဆောက်ခြင်းကိုသင်တဖြည်းဖြည်းခံစား